ကျေကျွေးရဲဆိုတော့လူတော်တော်များများမြင်မှုကြမှာပါကျေကျွေးရောမြင်တိုင်းဆူတောင်းမင်းနေဆိုရင်ကျေရွေးအကြောင်းကိုသိထားတတ်ပါတယ်ကျေကျွေးရဲဆိုတာအမှန်မှာတော့ဥက္ကာခဲတွေကြွေကြတာပါဟုတ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း66တန်းလောက်ကဒိုင်နိုဆိုးတွေကိုညှို့သုံးစေခဲ့တဲ့ဥက္ကာခဲတွေပါကမ္ဘာနဲ့အနီးတစ်ဝိုက်မှာဥက္ကာခဲတွေတန်ပေါင်းများစွာရှိပါတယ်ဒီတန်ပေါင်းများစွာသောဥက္ကာခဲတွေဟာကမ္ဘာပေါ်ကိုတစ်နေ့ကိုတန်ချိန်100လောက်ကြီးဖြတ်ပြနေကြတာပါအရွယ်စားသိငယ်လို့သာကမ္ဘာမြေပြင်ပေါ်မရောက်ခင်ဒေရုဖိအားကြောင့်မိလောင်ပြောင်းဆုံးသွားကြတာဖြစ်ပါတယ်ဒါဆိုရင်မကြွေတဲ့ကြေတွေရောဘာတွေဖြစ်မလဲမကြွေတဲ့ကြေတွေကတော့ဥက္ကာခဲတွေမဟုတ်ပါဘူးကမ္ဘာနဲ့အဝေးကြီးမှာရှိတဲ့နေလိုမျိုးချိုတွေဖြစ်ပါတယ်လွန်ခဲ့တဲ့2013ကလည်း20မီတာလောက်ရှိတဲ့ဥက္ကာခဲတစ်ခဲရုရှားကိုပြုတ်ကျခဲ့မှုပါတယ်။၎င်းစွာနဲ့ပဲမြေကြီးထိမရောက်ခင်မှာနေတို့မှာပေါက်ကွဲသွားခဲ့ရပါလူပေါင်း1000လောက်ထိခိုက်ခဲ့ပြီးအဆောက်အုံ9000လောက်ပျက်စီးခဲ့ပါတယ်။20မီတာအရွယ်အစားဆိုတာ6တဲ့တိတ်တစ်လုံးစာလောက်ရှိပြီးဒိုင်နိုဆောခေတ်တုန်းကပြုတ်ကျခဲ့တဲ့ဥက္ကာခဲကတော့မျိုးတစ်မျိုးစာလောက်ထိရှိပါတယ်။ဒီလောက်ဆိုရင်ကြေကျွေးဘာစုတော့မလဲဆိုတော့ဒီလောက်ပဲထင်ပါတယ်။အဆုံးလေးကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်